တမီးဖြစ်သူကိုခရီးယန်ဘာသာတဲ့တမင်တူတနာမဟုတ်ကြောင်းပြန်လည်ဖြေရှင်းလိုက်တဲ့ချက်ချက်မင်္ဂလာပါပြိတ္တကြီးရေအဆိုတော်ချက်ချက်နဲ့ပုံတိုင်တို့ကကွာရှင်းပြီးတဲ့နောက်မှာအေးဆေးဖြစ်သွားကြပြီးချန်ချန်လည်းနောက်အိမ်နောက်နဲ့ပျော်ရွှင်နေပါပြီအီတလီမှာနေထိုင်တဲ့ချန်ချန်ကသူ့ရဲ့သမီးကြီးကိုမြန်မာပြည်ကနေခေါ်ခဲ့ပြီးသူနဲ့အတူနေခိုင်းတာဖြစ်ပါတယ်ဘုံတိုက်ကလည်းတမီးလေးဖြစ်ပေမဲ့အဆအဆရာတာလုံတဲ့နိုင်ငံမှာမိခင်ရှင်နဲ့နေထိုင်မှုအတွက်အီတလီကိုပို့လိုက်တာပါဒါပေမဲ့လွန်ခဲ့တဲ့ရက်ကတော့မြာမို့ခင်းကကိုနိုင်ငံခြားမှာခရီးယန်ဘာသာပြေးဆူတောင်းကဝင်ရောက်စေခဲ့ပါတယ်ဘုံတိုက်ကတော့ဒီအကြောင်းကိုသူ့မတိုင်ပင်ပဲပြုလုပ်ခဲ့တာကြောင့်ပောက်ကွဲနေပြီးချန်ချန်ကသူ့အသေးပေးရမယ်လို့ပြောပြလာခဲ့ပါတယ်သူတို့နှစ်ယောက်ကမသက်ဆိုင်တော့ပေမဲ့လေကလေးကငယ်သေးတာကြောင့်ဘာသာရေးနဲ့ပတ်သက်ပြီးတေချာရွေးစေချင်တာဖြစ်ပါတယ်ဘုံတိုက်ကကလေးကိုကြိုက်ရဘာသာကိုကိုးကွယ်ခွင့်ပြုထားပေမဲ့လေအခုတော့သူ့မတိုင်ပင်ပဲလှုပ်ချင်တာလှုပ်သွားခဲ့လို့ဒေါသထွက်နေခဲ့ပါတယ်ဘုံတိုက်ကဘာသာတရားကိုခွဲခြားတတ်တဲ့သူမဟုတ်တာကြောင့်ချက်ချက်နဲ့လက်ထပ်ပြီးကလေးကခရီးယန်ဘာသာရေးပွဲတွေကိုလိုက်ပို့ပေးခဲ့ပါတယ်ချက်ချက်ကလည်းဗုဒ္ဓဘာသာရဲ့အလူတွေမှာပါဝင်လူတန်းပူပါတယ်ဘုံတိုက်ကတော့သူ့ရဲ့သမီးလေးကိုလည်းနားလည်သိတဲ့အရွယ်ကြမှာသူဆုံးဖြတ်ချက်တိုင်းကိုကိုးကွယ်စေချင်တာဖြစ်ပါတယ်ဒါပေမဲ့ချန်ချန်ကသမီးဖြစ်သူဟာသူ့ရဲ့တဘောဆန္ဒအတိုင်းပဲခရီးယန်ဘာသာတွေကိုဝင်ရောက်လာခဲ့တာဖြစ်ကြောင်းပြန်လည်ရှင်းပြလိုက်ပါတယ်သမီးဖြစ်သူကမြန်မာနိုင်ငံမှာနေစဉ်ရလေဘုံတိုက်တို့မိသားစုကဘာသာရေးတွေသင်ကြားပေးခဲ့ပါတယ်ဒါပေမဲ့ကလေးကဖះတာမရှိကိုတက်ခဲ့တဲ့အီတလီကိုရောက်တဲ့အခါမှာတော့ခရီးယန်ဘာသာကိုလေးလာကျင်လာခဲ့ပါတယ်ချန်ချန်ရဲ့အဖေကခရီးယန်ကျမ်းစာတွေကိုသင်ကြားပေးတဲ့ဆရာဖြစ်ပေမဲ့လေကလေးကိုဘာသာရေးဝင်ဖို့ဆိုတာမဟုတ်ပဲကလေးကိုယ်တိုင်လူလားလို့ဝင်တာပါလို့ဆိုလာခဲ့ပါတယ်ချန်ချန်ကတော့သမီးဖြစ်သူကိုဗုဒ္ဓဘာသာတိုင်းဆက်ရှိစေချင်တာမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ကဘာသာရေးအကြောင်းတွေကိုနားဝင်အောင်သင်ကြားပေးထားတဲ့လို့ဆိုပါတယ်ဘာသာတရားတိုင်းကကောင်းတဲ့အရာတွေကိုပဲသင်ကြားပေးတာဖြစ်လို့ချန်ချန်ကတော့ဘာသာတရားတွေကိုနားလည်ပေးနိုင်တဲ့သူပါဒီကိစ္စမှာဘသူဘက်ကလိုအပ်ချက်တွေရှိနေကြတာလဲဆိုတာကိုမမအမြင်လေးတွေကိုပြောပြခဲ့ပါအောင်နော်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲကျန်လိုက်ပြစီအခုလိုစိတ်ဝင်စားကြအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တရားစတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်